ဒီစကားလေးကိုဘုံဘုံကအလွန်သဘောကျတယ်ကိုယ်စိတ်နှလုံးလေးငြိမ်းအေးဖို့အတွက်လူတိုင်းဟာကျင့်ရမယ်ကျင့်တဲ့နေရာဆိုတဲ့နေရာမှာတော့ဆွဲမြဲကျင့်ရမယ်နော်စိတ်ကလေးငြိမ်းအေးဖို့အတွက်အလေးအကျင့်လုပ်ပေးရမယ်ကောင်းတဲ့အလေးအကျင့်နော်စိတ်ကိုငြိမ်းအေးအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့နည်းလမ်းကိုရှာမယ်နီးမှလမ်းမှတွေ့ပြီဆိုလို့ရှိရင်လည်းပဲအဲ့ဒါလေးကိုကျွမ်းကျင်အောင်ကိုယ်စိတ်ကလေးကိုငြိမ်းအေးအောင်ထားတတ်ဖို့ငြိမ်းအေးဖို့အတွက်ဘုန်းဘုန်းတို့ဟာဆွဲမြဲလေ့ကျင့်ရမယ်လို့မြတ်စွာဘုရားအဲ့လိုတိုက်တွန်းခဲ့တာဟုတ်တယ်စိတ်နှလုံးချမ်းသာဖို့ငြိမ်းအေးဖို့ဆိုတာလည်းပဲနီလန်းမရှာဘဲနဲ့မှန်ကန်တဲ့နီလန်းနဲ့မကျင့်သုံးလို့မရဘူးတူရတယ်လေ့ကျင့်မှဆွဲမြဲလုပ်မှရနိုင်တဲ့အကျိုးရလဒ်တစ်ခုပေါ့နော်အဲ့တော့ဒီနေရာမှာကိုယ့်ရဲ့စိတ်နှလုံးငြိမ်းအေးခြင်းတယ်ဆိုလို့ရှိရင်ဘယ်လိုလုပ်မလို့နီလန်းလေးတွေလည်းအနှစ်ချုပ်ကလေးဖုံပြောပါမယ်ဟုတ်လားစိတ်နှလုံးငြိမ်းအေးခြင်းတယ်ဆိုလို့ရှိရင်ဒီစိတ်နှလုံးကိုမငြိမ်းအောင်မအေးအောင်လုပ်နေတဲ့အရာတွေကိုဖယ်လိုက်ဖို့ပဲဒါလေးကိုဘုံဘုံကသဘောပေါက်စေချင်တာဟုတ်လားဘုံဘုံတို့ရဲ့စိတ်နှလုံးကဘာကြောင့်မငြိမ်းအေးတာတော့ဒါကိုသိရမယ်စိတ်ကဘာကြောင့်မငြိမ်းအေးတာတုံးလို့မေးရင်သိတာထင်ရှားတဲ့အကြောင်းတရားတစ်ခုကတော့စိတ်တိုင်းမကြမှုဒေါသတရားကြောင့်စိတ်ကမငြိမ်းအေးတာပဲဟုတ်လားကိုယ်စိတ်ကိုအပူလောင်ဆုံးရှို့မြိုက်နိုင်တာဟာဒေါသဘာတော့စိတ်တိုင်းမကြဘူးအလိုမကြဘူးနော်ကြီးထွားလာရင်မကြည်နပ်ဘူးနော်နောက်ဆုံးသူများဘဝမိမိဘဝကိုဗာဖျက်ဆီးပြစ်ဖို့အထိကြိုးစားတဲ့အနေအထားထိရောက်အောင်ဒေါသပြင်းထန်လာရင်စိတ်နှလုံးကပြင်းထန်တဲ့အဲ့ဒီအချိန်မှာပူလောင်လိမ့်မယ်ပူပန်လိမ့်မယ်ပေါ့ဒါနဲ့အဲ့ဒီဒေါသဆိုတဲ့စိတ်ကိုပူလောင်ပင်ပန်းစေတဲ့နော်အကြောင်းတရားဘာလို့ခြေခံဖြစ်တုံးဆိုရေဘူးရာအဖြစ်နော်လူကျင်မှုရကျင်မှုဖြစ်ခြင်းမှုဒီလောဘကိုပဲအခြေခံပြီးတော့ဒေါသဟာဖြစ်တာပဲနော်ဒေါသရဲ့သဘောလေးကိုဘုန်းဘုန်းတို့သေချာစဉ်းစားကြည့်လိုက်နော်အလိုမကျဘူးလို့သူကဒေါသရဲ့သဘောလေးကအလိုမကျဘူးအစာတဲကအလိုတွေသိပ်များနေလို့ရှိရင်အလိုမကျမှုတွေဟာများလာတဲ့အကြောင်းရှိတယ်အစာတဲကအစာအလိုနည်းနေမယ်ဆိုရင်သူကအလိုမကျတဲ့အကြောင်းသိပ်ပြီးတော့မရှိဘူးလောဘနဲ့ဒေါသနဲ့ဟာအလွန်ကြီးမားဆက်သွယ်နေတယ်ဆိုတာမြင်တတ်ရမယ်ဟုတ်လားအလိုဆန္ဒများတဲ့လူတွေကများသောအားဖြင့်ဒေါသအားကြီးကြတာ။ဟုတ်ဆိုသူတို့အလိုဆန္ဒတွေကအကုန်လုံးပဲပြည်နိုင်မှာတော့ဟုတ်လားဟိုဟာဖြစ်ခြင်းတရားဖြစ်ခြင်းဟိုဟာရခြင်းတရားရခြင်းဒီလိုလူတွေကစိတ်တိုင်းမကြမှုတွေပို့ပြီးတော့များလာမယ်။အဲ့ဒါဘုန်းပြောနေတဲ့စကားလေးကိုကွင်းဆက်ကလေးမပြတ်စေနဲ့။ကိုယ့်ရဲ့စိတ်နှလုံးလေးငြိမ်းအေးဖို့အတွက်မြတ်စွာဘုရားဆွဆွမြဲလေ့ကျင့်ရမယ်လို့တိုက်တွန်းခဲ့တာ။အဲ့တော့စိတ်နှလုံးကိုငြိမ်းအေးခြင်းလေဆိုရင်ဘယ်လိုလုပ်မလို့မငြိမ်းစေမအေးတွေတော့အကြောင်းတရားတွေကိုဖယ်ရှားလိုက်ရင်စိတ်နှလုံးဟာငြိမ်းအေးသွားမှာပဲ။အဲ့တော့စိတ်နှလုံးဘာကြောင့်မငြိမ်းအေးနေတာတော့မငြိမ်းသေးမအေးသေးတဲ့အကြောင်းတရားဘာတော့ဆိုရင်အကျဉ်းပြင်းရေဘူးကတော့ဒေါသပဲဟုတ်လားစိတ်တိုင်းမကြမှုဒေါသအဲ့ဒီဒေါသရောဘာကြောင့်ဖြစ်တုံးအခုပြောနေတယ်ရေဘူးရာအဖြစ်ဒေါသဟာလောဘကြောင့်ဖြစ်တယ်လူချင်းမမောမှုပေါ့နော်အဲ့လို့ဆိုရင်အဲ့ဒီလောဘရောဘာကြောင့်ဖြစ်တုံးနည်းနည်းလေးခွင်းဆက်လေးတစ်ခုထပ်လိုက်အောင်ရေဘူးရာအဖြစ်လောဘဟာမောဟကြောင့်ဖြစ်တယ်မောဟဆိုတာဘဝအကြောင်းအမှန်မသိတာပဲဘဝရဲ့ဖြစ်နေတဲ့အနေအထားတွေကိုမှန်မှန်ကန်ကန်မသိတာပဲဘောဟာအိဋ္ဌဒုက္ခအနတ္တဖြစ်တယ်ဒုက္ခသစ္စာဖြစ်တယ်ဘဝရဲ့သဘောကဒါပဲအဲ့ဒီဥစ္စာကိုဘုန်းတော်မှန်မှန်ကန်ကန်မသိတဲ့အခါကျတော့ဘဝကိုမကောင်းမှမသိတဲ့အခါကျတော့ကောင်းလိမ့်နိုးနဲ့မျှော်ကိုးကြတာဘောဟာဒုက္ခသဘောကြီးပဲဒါဘလို့မှဘလို့အကြောင်းတရားနဲ့မှတကယ်နဲ့ပြင်လို့ဆင်လို့ရနိုင်တဲ့အနေအထားမရှိဘူးရုပ်တည်နေဖြစ်နေတယ်ဆိုတာဒုက္ခတွေဖြစ်နေတာတကယ်ကအဲ့ဒီအမှန်တရားကိုဘုန်းတို့ကောင်းကောင်းသိလို့ရှိရင်လူကျင်မှုဟာနဲကိုနဲဟုတ်လားအခုကဘုန်းတို့ကဒုက္ခကိုမသိတဲ့အခါကျတော့ဒီဒုက္ခရဲ့ပုံမှာကောင်းလိမ့်နိုးနဲ့ပြင်ဆင်ခြင်းတဲ့အပိုင်းတွေရှိတယ်လူလားတောင့်တတာတွေရှိတယ်ဘဝထဲမှာကောင်းမယ်ထင်တဲ့အရာရှိတယ်လို့ထင်နေတာမောဟပဲတကယ်ကဟုတ်လားကောင်းမယ်ထင်တဲ့အရာရှိတယ်ထင်လို့လောဘဖြစ်တာဒါနဲ့လေးဘုံကတရားအစမှာပြောကြည့်တာဟုတ်လားအဲ့လိုဆိုလို့ရှိရင်မောဟသူ့ကြောင့်လောဘအဲ့ဒါကြောင့်ဒေါသစာတွေကတော့ဘုရားဘယ်လိုလေးဟောတော့လောဘဒေါသမောဟလို့အစဉ်တိုင်းလေးကတော့အဲ့လိုလေးဟောတယ်ဒါပေမဲ့ရေဘူးရတကယ်ဖြစ်စဉ်ကဘယ်လိုကအခြေခံနေအောင်ဆိုမောဟအခြေခံတယ်နော်ခန္ဓာအကြောင်းဘဝအကြောင်းလောကရဲ့အကြောင်းအမှန်မသိမှုဆင်းရဲတွေလို့အမှန်မသိတဲ့အခါကျတော့ဒါရဲ့ပုံမှာလူကျင်မှုရကျင်မှုဆွဲလန်းမှုမမောမှုအများကြီးပွားလာအဲ့ဒါတွေပွားလာတဲ့အခါကျတော့အဲ့ဒါတွေအလိုမပြည့်တိုင်းမကျေနပ်မှုစိတ်တိုင်းမကြမှုဒေါသတွေကလည်းပွားလာတယ်အဲ့ဒီဒေါသဖြစ်မှာပဲဘုန်းဘုန်းတို့ရဲ့ဘဝမငြိမ်းအေးပါလားလို့နားလေကြတယ်များသောအားဖြင့်ဟုတ်လားအဲ့တော့ဒီဒေါသရဲ့နောက်ွယ်ကနေပြီးတော့ဒေါသဖြစ်အောင်မိထိုးပေးနေတဲ့အရာဘာလဲလို့မင်းလောဘနဲ့မောဟပဲဟုတ်လား
အဲ့လိုဆိုရင်ဘုန်းတို့မူရင်းစကားလေးပြန်ကောက်ကြည့်အောင်နောက်ငြင်းအေးဖို့အတွက်ဆွဲဆွဲမြဲမြဲလေ့ကျင့်ကြလို့ဘုရားတိုက်တွန်းတယ်လူတိုင်းလည်းကိုယ်စိတ်နှလုံးကိုငြင်းကျင်ကြတယ်အေးကျင်ကြတယ်ဟုတ်လားအဲ့လိုငြင်းအေးဖို့ကြိုးစားမယ်ဆိုရင်ဘာလုပ်ရမှာတော့မငြင်းသေးမအေးသေးသောအရာတွေကိုဖယ်ရှားရအဲ့တော့မငြင်းသေးမအေးသေးသောအရာတွေကအကျဉ်းများဖြင့်၃မျိုးတွေ့သွားပြီနော်ဘာနဲ့နော်လောဘရဲ့ဒေါသရဲ့မောဟရဲ့ဒီမှာဖြစ်စဉ်အတိုင်းလေးပြောမယ်ဆိုရင်တော့မောဟရဲ့လောဘရဲ့ဒေါသရဲ့ဒီလိုသွားတာဟုတ်လားအဲ့တော့အဲ့ဒီအကုသိုလ်တရားဒါအကုသိုလ်ပဲအကုသလမူလလို့ဘုရားဟောတာနော်အကုသိုလ်တရားကိုဖယ်ရှားခိုင်းတာပဲတကယ်ကအကုသိုလ်ကိုဖယ်ရှားလိုက်လို့ရှိရင်အကုသိုလ်ကြောင့်ဖြစ်မဲ့ပူမှုလောင်မှုမငြိမ်းမှုမအေးမှုတွေကအကုန်လုံးငြိမ်းသွားမှာပဲအဲ့လို့ဆိုရင်ဒီလောဘဒေါသမောဟကိုဖယ်ဖို့အတွက်ဘုန်းတော်ကဘယ်လိုဖယ်ရမှာတုံးဆိုရင်ကုသိုလ်ဖြစ်အောင်လုပ်ဖို့ပဲနားလေးကတ်နေတယ်ဒါလေးကိုဘုန်းတော်ကလက်တွေ့လေးနားလည်စေချင်တယ်ဟုတ်လားအခုလောဘဒေါသမောဟဆိုတဲ့အကုသလမူလတရားကြောင့်စိတ်ပူရတယ်ဆင်းရဲရတယ်ဆိုတဲ့အထိလက်ခံနော်အဲ့လို့ဆိုရင်အဲ့ဒီအကုသလမူလတရားတွေကိုဖယ်ဖို့အတွက်ဘုန်းဘုန်းတို့ဘယ်လိုဖယ်ရမှာတုံးလို့မေးရင်ကုသိုလ်ဖြစ်အောင်လုပ်ဖို့ပဲနော်တခါချင်တယ်ကုသိုလ်ဖြစ်အောင်လုပ်ရမယ်ဟုတ်လားကုသိုလ်စိတ်ကလေးဖြစ်အောင်လုပ်ရကုသိုလ်စိတ်ကလေးဖြစ်အောင်လုပ်လို့ရှိရင် automatic အလိုလျောက်ခုနလောဘဒေါသမောဟကိုဖယ်ပြီးသားဖြစ်သွားတယ်အကုသိုလ်ကိုဖယ်တယ်ဆိုတာဘယ်သူကဖယ်တာတုံးလို့မေးရင်ကုသိုလ်ကဖယ်တာနော်ကုသိုလ်ကအကုသိုလ်ကိုပယ်တတ်တဲ့သဘောရှိတယ်မပယ်တတ်နိုင်နေခင်မှာလည်းပဲအားနေအောင်ဖယ်ရှားအောင်လုပ်နိုင်တဲ့အစွမ်းသူ့မှာရှိတယ်ဆိုကြပါစို့ဘုန်းတို့မေတ္တာလေးပွားနေမယ်ဟုတ်လားဓမ္မမို့မြတ်စွာဘုရားရဲ့ဂုဏ်တော်လေးကိုအာယုံပြုမယ်ဒါပါတော့ကုသိုလ်ဖြစ်အောင်လုပ်တာအဲ့ဒီအချိန်မှာလောဘဒေါသမောဟရှိမလားမရှိဘူးဟုတ်လားဒါကဘုန်းဘုန်းကပေါ်လွင်ထင်ရှားတဲ့အရာလေးကိုပြောတာနော်အဲ့ဒါဘာလို့ဆိုတော့ကောင်းတဲ့အာယုံကိုဘုန်းတို့အာယုံပြုလိုက်တာပေါ့နော်မေတ္တာထားတယ်မြတ်စွာဘုရားရဲ့ဂုဏ်တော်ကိုစဉ်းစားတယ်နော်တရားဒေသနာဖတ်ရှုတယ်ဒါမှမဟုတ်တရားနာတယ်အဲ့ဒီအချိန်မှာကောင်းတဲ့စိတ်ကလေးတွေဖြစ်နေတယ်တပြိုင်တည်းမကောင်းတဲ့စိတ်တွေကိုဘာလို့ပြီးသားဖြစ်သွားတော့ဖယ်ပြီးသားဖြစ်သွားတယ်အဲ့ဒီမှာကုသိုလ်ဖြစ်အောင်လုပ်တဲ့နေရာမှာနော်အလွန်ကိုအရေးပါတဲ့လုံနည်းပေါ့အလွန်ပြည့်စုံတဲ့အချိန်တိုင်းလုံနိုင်တဲ့လုံလို့ရတဲ့နီလန်းအကောင်းမွန်ဆုံးနီလန်းဘာလဲလို့မင်းမဟာသတိပဋ္ဌာန်သုတ်တံမှာရသော်ဘုရားသင်ပေးထားတဲ့သတိပဋ္ဌာန်တရားရှုမှတ်နည်းပဲကိုယ်ခန္ဓာမှာဘာဖြစ်နေလဲဆိုတာလေးကိုသတိလေးထားနေသတိထားတိုင်းသူကကောင်းမြတ်တဲ့စိတ်ဖြစ်တယ်သူကဒီဟာရဲ့ပုံမှာအမှန်သိနေတယ်အမှန်သိနေလို့စောစောတုန်းကမောဟတရားမဖြစ်ဘူးနော်အမှန်သိတဲ့အတွက်ကြောင့်လူချင်းမမောမှုလောဘတရားလည်းမဖြစ်ဘူးမကျေနပ်မှုလည်းပဲမဖြစ်ဘူးသူကအဲ့တော့သတိတစ်ချက်ထားလိုက်တိုင်းဘုန်းတို့ရဲ့နော်စိတ်ကိုပူလောင်ပင်ပန်းအောင်ရှုမြိုက်တဲ့လောဘဒေါသမောဟကိလေသာတရားဟာဘာဖြစ်သွားတော့ဖယ်ရှားပြီးသားဖြစ်တယ်ပေါ့ဒါနီလန်းတွေကတော့အများကြီးဘုန်းတို့အသုံးပြုလို့ရတယ်ဟုတ်လားအဲ့ဒါတွေကိုအကုန်လုံးနှစ်ချုပ်လိုက်မယ်ဆိုရင်အကုသိုလ်ဖယ်တယ်ဆိုတာဘာလို့တာတော့လို့မင်းကုသိုလ်ဖြစ်အောင်လုပ်နေတာကိုပြောတာကုသိုလ်လုပ်နေတာကိုပြောတာဆိုကြတော့လှူဒန်းနေတဲ့အခိုက်အတန့်မှာလည်းပဲလောဘဒေါသမောဟမဖြစ်ဘူးနော်ဒါလည်းနားလည်ဖို့လိုတယ်ဟုတ်လားကိုယ်တီလာလေးကိုပြန်ဆင်ကျင်တဲ့အချိန်လဲလောဘဒေါသမောဟမဖြစ်ဘူးဒါပတိအပြည့်စုံဆုံးနဲ့အချိန်တိုင်းလှုပ်လို့ရတဲ့ကုသိုလ်ဖြစ်အောင်လှုပ်လို့ရတဲ့နီးဟာဘာလဲလို့မေးရင်မဟာသတိပဋ္ဌာန်သုတ်တံမှာလာတဲ့နီးပဲအဲ့ဒီဥစ္စာကိုတော့ဘုန်းတို့ကပိုင်နိုင်ကိုနားလည်ထားရမယ်ဒါကြောင့်မြတ်စွာဘုရားကုသိုလ်လို့မှန်မှန်ကန်ကန်ကောင်းမွန်ပြောကျင်တယ်ဆိုရင်သတိပဋ္ဌာန်တရား၄ပါးကိုကုသိုလ်လို့ပြောတာဟုတ်လားအဲ့တော့ကိုယ်စိတ်နှလုံးကိုငြိမ်းအေးခြင်းတယ်ဆိုလို့ရှိရင်ကုသိုလ်ဖြစ်အောင်လုပ်ဖို့ပဲကုသိုလ်ဖြစ်အောင်လုပ်လိုက်တာနဲ့တစ်ဖက်ကစိတ်ကိုပူလောင်ပင်ပန်းအောင်လုပ်တဲ့အကုသိုလ်ကိုပယ်ပြီးသားဖြစ်ပြီးတော့မငြိမ်းမအေးသေးတဲ့အရာတွေမရှိတဲ့အတွက်ကြောင့်စိတ်ကလေးကဘာဖြစ်သွားငြိမ်းအေးသွားတယ်အဲ့ဒါလို့လုပ်နေတာကိုအဲ့ဒါဝရိယလို့ခေါ်တာနော်ခုနကတော့မြတ်စွာဘုရားငြိမ်းအေးဖို့အတွက်ဆွဲဆွဲမြဲမြဲလုပ်ကြဆိုဆွဲဆွဲမြဲမြဲဆိုတာဝရိယကိုရည်ရွယ်တာလို့ပြောလို့မရဘူးလားရတယ်ဟုတ်လားဒါကြောင့်ကိုယ့်ရဲ့စိတ်ကိုငြိမ်းအေးဖို့အတွက်ဘုန်းတို့ကအမြဲတမ်းကုသိုလ်စိတ်ကလေးဖြစ်အောင်နော်တနည်းမဟုတ်တနည်းနဲ့လုံနေဖို့လိုတယ်ဘုရားတက်ခြင်းတက်မယ်ပေးရုပ်ခြင်းရုပ်မယ်အတန်းရုပ်ခြင်းရုပ်မယ်ဟုတ်လားအဲ့ဒီချိန်မှာလည်းပဲစိတ်ကလေးဒီထဲနှစ်ပြီးတော့လှုပ်ဖို့လိုမယ်နော်ဒါမှမဟုတ်မြတ်စွာဘုရားရဲ့ဂုဏ်တော်လေးကိုလေးလေးနက်နက်ဆင်ခြင်ပြီးတော့ပွားများနေမယ်ဒါမှမဟုတ်တတ္တဝါအနန္တရဲ့ပုံမှာမေတ္တာပွားရင်ပွားမယ်ဒါမှမဟုတ်စံပင်မွေးခြင်းခြေတိလက်တိ32ခုထာသဆင်ခြင်မယ်ဒါကြောင့်သတိပဋ္ဌာန်တွေကိုအကျုံးဝင်သွားပြီနော်နောက်ဆုံးအမြဲတမ်းမပြင်းမကြီးနော်လှုပ်ပြီးတော့နေနိုင်တာကဘာလို့ဆိုဝင်လေထွက်လေမှတ်မယ်ခန္ဓာကိုယ်မှာထင်ရှားတာကိုမှတ်မယ်ဘာစိတ်တွေဖြစ်နေလဲဆိုတာကိုသတိထားမယ်ဘလို့ခံစားချက်တွေဖြစ်နေလဲဆိုတာသတိထားမယ်ပြောရရင်ကိုယ်ခန္ဓာနဲ့စိတ်နဲ့နော်အမြဲတမ်းမလုပ်ပေးနော်ထိတွေ့ပေးနေမယ်တတိတရားနဲ့ဒီခန္ဓာကိုယ်ရဲ့သဘာဝရဲ့ပုံမှာဘုန်းဘုန်းတို့စိတ်ကလေးထားပြီးတော့နေမယ်ပေါ့နော်အဲ့ဒါဘာလုပ်နေတာလဲလို့မေးရင်
ကုသိုလ်ဖြစ်အောင်လုပ်နေတာတနည်းနည်းနဲ့သာလုပ်နေအဲ့လိုဆိုလို့ရှိရင်စိတ်ကိုပင်ပန်းစေတဲ့ပူလောင်စေတဲ့အရာဒါတွေဘုံဘုံတို့ဖယ်ရှားပြီးသားဖြစ်တဲ့အတွက်ကြောင့်စိတ်ဟာငြိမ်းအေးလိမ့်မယ်အဲ့ဒါကိုဘုံဘုံတို့ဆွဲဆွဲမြဲမြဲလုပ်ဟုတ်လားအဲ့လိုလုပ်တာကိုဘာရှိတယ်ပြောတာဝရိယရှိတယ်ဆိုတော့အဲ့ဒါကိုပြောတာဘုံတို့ဝရိယဆိုတာကနှစ်မျိုးရှိတယ်နော်မိစ္ဆာဝါယမတမ္မာဝါယမလို့နှစ်မျိုးရှိတယ်မှားယွင်းတဲ့ကြိုးစားအထောက်မှုရဲ့မှန်ကန်တဲ့ကြိုးစားအထောက်မှုရဲ့အခုပြောတဲ့ဝရိယဘယ်လိုဝရိယတော့မှန်ကန်တဲ့ကြိုးစားအထောက်မှုမှန်ကန်တဲ့ကြိုးစားအထောက်မှုကိုသမ္မပဒံလုံလဝရိယလို့လည်းပြောတယ်ဟုတ်လားသမ္မပဒံလုံလဝရိယ၄မျိုးရှိတယ်နော်မဖြစ်သေးတဲ့အကုသိုလ်မဖြစ်အောင်ဖြစ်ပြီးသားအကုသိုလ်ကိုပယ်နိုင်အောင်အကုသိုလ်နဲ့ပတ်သက်ပြီးတော့နှစ်ချက်ရည်ရွယ်ချက်ထားပြီးတော့ကြိုးစားတာမဖြစ်သေးတဲ့ကုသိုလ်တွေဖြစ်အောင်ဖြစ်ပြီးသားကုသိုလ်တွေတိုးတက်ခိုင်မြဲသွားအောင်ကုသိုလ်နဲ့ပတ်သက်ပြီးတော့ရည်ရွယ်ချက်နှစ်ချက်ထားပြီးတော့ကြိုးစားတာခုဘုံဘုံပြောနေတာအဲ့ဒီဝရိယမျိုးပြောနေတာအဲ့တော့တကယ်တမ်းကတော့အကုသိုလ်ကိုပယ်ဖို့ပြောတာပဲသို့တော့အကုသိုလ်ကိုဖယ်ရှားဖို့အတွက်လက်တွေ့ရဘယ်လိုဖယ်ရမှာတော့မင်းကုသိုလ်ဖြစ်အောင်လုပ်တဲ့နီးနဲ့အကုသိုလ်ဖယ်တာသဘောပေါက်လားဒါလေးကိုရှင်းကျင်တဲ့စိတ်ထဲမှာရှင်းလေကျင်တယ်ဟုတ်လားကုသိုလ်ဖြစ်အောင်လုပ်ပြီးတော့နေလို့ရှိရင်အကုသိုလ်ကအလိုလိုဖယ်ပြီးသားဖြစ်နေတယ်အကုသိုလ်ဖယ်တဲ့လုပ်ကိုတိတတ်တမင်လုပ်နေတာမဟုတ်ဘူးဟုတ်လားအဲ့ဒါကုသိုလ်ကနောက်ဆုံးဒါကခဏလေးအကြောင်းအားလျော်စွာဖယ်သွားတဲ့သဘောပေါ့နော်နောက်ဆုံးဘုန်းဘုန်းတို့ကကုသိုလ်တွေများလာလို့မဲ့ညာအဆင့်ပြန်ရောက်မယ်ဆိုရင်အကုသိုလ်ကိုအမြင့်ပြတ်အဲ့ဒီကြတော့ပါတော့ဖယ်နိုင်တဲ့အစွမ်းကမဲ့ညာမှာရှိလိမ့်မယ်အဲ့ဒီထိရွေးချက်ထားပြီးတော့ဘုန်းဘုန်းတို့လောက်ရမယ်ဟုတ်လားဒါပါခေါ်တော့ဝရိယအဲ့ဒါဝရိယရှိလို့ရှိရင်အဲ့ဒီလူချမ်းသာမယ်လို့ဘုရားဟောတာဒီလိုအဓိပ္ပာယ်မျိုးနဲ့ဟောတာဟုတ်လားဝရိယရှိတဲ့ပုဂ္ဂိုလ်ဟာအခုလုံးလုံးဆယ်လည်းပဲစိတ်ကိုပူလောင်စေတဲ့အကုသိုလ်ကင်းတဲ့အတွက်ကြောင့်သူဟာချမ်းသာမယ်နောက်မှလည်းပဲအလွန်မှကြီးကျယ်တဲ့အကျိုးရလဒ်ကိုလည်းပဲဖြစ်ထွန်းစေလိမ့်မယ်အဲ့တိုင်ဟောတာမြတ်စွာဘုရားဟုတ်လားအကုသိုလ်တရားတွေနဲ့စိတ်နဲ့မရောပြွန်းတဲ့အတွက်ကြောင့်ဒီစိတ်ကလေးကငြိမ်းအေးတယ်ဒါရဟောတာနော်ဝရိယရှိလို့ရှိရင်ကြီးမားတဲ့အကျိုးကျေးဇူးကိုလည်းပြည့်စုံစေလိမ့်မယ်ဒါမဲ့ညာပုံညာရလိမ့်မယ်လို့ပြောတာတကယ်လို့ဝရိယမရှိဘူးဆိုလို့ရှိရင်အခုလောလောဆယ်လည်းပဲစိတ်ကိုပူလောင်စေတဲ့အကုသိုလ်တရားတွေနဲ့စိတ်ကရောပြွန်းတဲ့အတွက်ကြောင့်စိတ်ကလောလောဆယ်ကိုပဲဆင်းရဲရလိမ့်မယ်ပြီးရင်လည်းပဲကြီးကျယ်တဲ့အကျိုးကျေးဇူးနဲ့လည်းပဲလွဲချော်ရလိမ့်မယ်လို့ဝရိယရှိခြင်းမရှိခြင်းရဲ့အကျိုးအပြစ်ကိုအဲ့လိုရှင်းပြီးတော့မြတ်စွာဘုရားဟောတာရှိတယ်ဟုတ်လားဒါကြောင့်မလို့ဒီကနေ့ဥပုပ်တရားလေးအနေနဲ့ဘုံဘုံကဝရိယရှိဖို့ဝရိယကိုဆွဆွမြဲမြဲရှိဖို့ဘာဝရိယတော့ကုသိုလ်ဖြစ်အောင်လုပ်နေတဲ့ဝရိယကုသိုလ်ဖြစ်အောင်လုပ်မလို့ကုသိုလ်ဖြစ်နေပြီဆိုရင်တပြိုင်တည်းဘယ်လုပ်ငန်းမှာဆောင်ရွက်ပြီးသားဖြစ်သွားတော့အကုသိုလ်ကိုဖယ်တဲ့လုပ်ငန်းကိုသာဆောင်ရွက်ပြီးသားဖြစ်သွားအဲ့ဒီအကုသိုလ်ကိုဖယ်လို့စိတ်ကချမ်းသာသွားတာတကယ်တမ်းကဒါကိုနားလည်သိခြင်းနဲ့ဘုံဘုံကစိတ်ဆင်းရဲတယ်ဆိုတာအကြောင်းမဲ့ဆင်းရဲတာမဟုတ်ဘူးစိတ်ထဲမှာဆင်းရဲစေတဲ့အရာဝင်နေလို့ဟုတ်လားပိုးကောင်လို့ထိုးနေတဲ့အထဲထဲမှာမီးလို့ကြိတ်ပြီးတော့လောင်းနေတဲ့အထဲထဲမှာဟုတ်လားအဲ့ဒီအရာကိုမဖယ်ဘဲနဲ့ယောဂမဖယ်ဘဲနဲ့ယောဂလက္ခဏာကိုဖယ်လို့မရဘူးဟုတ်တယ်မို့လားအတွင်းထဲမှာယောဂပိုးကြောင့်ပဲဖြစ်စေဒါမှမဟုတ်တစ်ခုခုဖောက်ပြန်မှုကြောင့်ပဲဖြစ်စေရုပ်ဖောက်ပြန်ရင်ခမတို့ခံစားရတဲ့ဝေဒနာရှိမနေဘူးလားရှိနေတယ်ဒီရုပ်ဖောက်ပြန်မှုကိုမဖယ်ကြည်ငြိမ်းအောင်အဆင်ပြေအောင်မလုပ်ဖဲနဲ့ဝေဒနာပြောက်မလားမပြောက်ဘူးနော်ဒါစဉ်းစားကြည့်ဟုတ်လားယောဂပိုးကိုရှင်းအောင်မလုပ်ဖဲနဲ့ယောဂပိုးကြောင့်ဖြစ်နေတဲ့ခံခက်မှုယောဂဝေဒနာလက္ခဏာတွေဘယ်နည်းနဲ့မှဖယ်ရှားလို့မရဘူးအဲ့လိုပဲအကုသိုလ်ဆိုတဲ့ယောဂပိုးကိုမဖယ်ဘဲနဲ့ပူလောင်ခြင်းပင်ပန်းခြင်းဆိုတဲ့ယောဂလက္ခဏာတွေဟာဖယ်ရှားသွားမှာမဟုတ်တဘောမှာလူတွေကပူတယ်လောင်တယ်မချမ်းသာဘူးပြောလို့သာပြောနေတာပူခြင်းလောင်ခြင်းရဲ့အကြောင်းတရားကိုတွေ့အောင်လည်းမရှာဘူးတွေ့ပြီဆိုရင်ဖယ်ဖို့လည်းမကြိုးစားအဲ့ဒါဖယ်ဖို့ကြိုးစားဘယ်နည်းနဲ့ကြိုးစားမှာတော့ကုသိုလ်လုပ်တဲ့နည်းနဲ့ပဲကြိုးစားရမှာကုသိုလ်လုပ်တဲ့နည်းတွေအများကြီးမြတ်စွာဘုရားသင်ပေးထားနော်အနှစ်ချုပ်လိုက်ရင်တော့ဒါနသီလသမာဓိပညာပေါ့အဲ့ဒီမှာအခြေပြန်ဆုံးကသမာဓိနဲ့ပညာမှာအများကြီးခြေပြန်လိမ့်မယ်ဟုတ်လားဘာဝနာကမ္မထံ40တောင်မြတ်စွာဘုရားဟောထားတာရှိတယ်ဟုတ်လားကောင်းမြတ်တဲ့အာယုံလေးတွေကိုစိတ်ကိုအဲ့ဒီမှာထားပေးတဲ့အလေးချင်းကိုလေ့ကျင့်နေအဲ့ဒါကုသိုလ်ဖြစ်အောင်လုပ်နေတာကုသိုလ်မှာအဆင့်မြင့်တဲ့ကုသိုလ်ဖြစ်အောင်လုပ်တယ်သမာဓိဖြစ်ခြင်းဖြစ်မယ်ပညာဖြစ်ခြင်းဖြစ်မယ်သဘောပေါက်ရဲ့လားအဲ့ဒီထဲမှာဘုန်းဘုန်းတို့အကျွမ်းကျင်သင်သုံးအရာဟာဘာလဲလို့မရင်တတိပဋ္ဌာန်ဘာဝနာကိုအကျွမ်းကျင်သင်သုံးပဲဒါသူကအချိန်တိုင်းမြတ်စွာဘုရားလုပ်လို့ရတယ်လုပ်လဲလုပ်ရမယ်လို့သင်ပေးတာလေကျင်ကြီးကျင်ငယ်စွန့်တဲ့အချိန်မှာတောင်မှလုပ်ရမယ်စကားပြောနေလဲလုပ်လို့ရတယ်စားတော့နေလဲလုပ်လို့ရတယ်လုပ်မရဘူးဆိုတာကိုအလေးကျင့်မရှိလို့မကျွမ်းကျင်တဲ့အပိုင်းပဲဟုတ်လားအဲ့ဒါကိုဆွဲဆွဲမြဲမြဲလုပ်မယ်ဆိုလို့ရှိရင်ကုသိုလ်ဖြစ်ရင်တပြိုင်တည်းအကုသိုလ်ပယ်ပြီးသားဖြစ်တယ်အဲ့ဒါအကုသိုလ်ပယ်နိုင်တော့စိတ်ကငြိမ်းအေးလို့ချမ်းသာလို့ဒီလိုသွားတယ်ဟုတ်လားနောက်ဆုံးကုသိုလ်ကမဲ့ညာအဆင့်ရောက်သွားပြီဆိုအကုသိုလ်အမြင့်ပြတ်ပယ်ပြီးတော့အရိယာဖြစ်သွားဆိုလုံးဝစိတ်ကမဖြစ်သွားတော့သောတာပန်ဖြစ်သွားပြီဆိုရင်ငူရယူလာအရင်ပင်ပန်းဆင်းရဲတာမျိုးသူ့မှာမရှိတော့ဟုတ်လား
အရန်ရှားသွားပြီပေါ့နော်အနာဂတ်ဖြစ်မှငိုတာတော့ပေတဲ့သဘောပေါ့ဟုတ်လားဘာပဲပြောကုသိုလ်အဆင့်မြင့်အောင်လှုပ်လေအကုသိုလ်တွေနည်းသွားတဲ့အတွက်ကြောင့်ငြိမ်းအေးမှုချမ်းသာမှုဟာရရှိလေအတိုင်းဘဝမှာဘာနဲ့ဘုံတို့ကကြိုးစားရမှာဝရိယနဲ့ကြိုးစားနော်အကုသိုလ်မဖြစ်အောင်ကုသိုလ်ဖြစ်အောင်အဲ့ဒီဝရိယရှိမှဘုံတို့ရဲ့ငြိမ်းအေးမှုဆိုတဲ့အကျိုးရလဒ်ရမှာမကြိုးစားဘဲနဲ့မရဘူးအဲ့တော့ဘုံတို့ကြိုးစားမယ်ဆိုတဲ့စိတ်ရှိရမယ်နော်အဲ့တော့ကြိုးစားတာလည်းဘယ်လိုကြိုးစားမှာတော့အကုသိုလ်မဖြစ်အောင်ကုသိုလ်ဖြစ်အောင်ပို့ပြီးတော့လက်တွေ့ပြောရင်ကုသိုလ်ဖြစ်အောင်လုပ်နေဖို့ပဲကုသိုလ်ဖြစ်အောင်လုပ်ရင်အကုသိုလ်ပယ်ပြီးသားအကုသိုလ်ဖယ်ရှားတဲ့ကိစ္စကိုဆောင်ရွက်ပြီးသားဒါဘုံအခုထပ်ပြီးတော့ပြောနေတာ၄ခါလောက်ရှိတတိထားမိမယ်ထင်တယ်နော်ဘာလို့အဲ့လိုပြောနေရတော့ဝရိယရဲ့သဘောလေးကိုနားလည်သိခြင်းလို့ဝရိယကဘာလုပ်တာကုသိုလ်ဖြစ်အောင်လုပ်တာတပြိုင်တည်းအကုသိုလ်ကိုပယ်ပြီးသားလဲဖြစ်သွားတာဒီသဘောလေးပြောတာဒါနဲ့ပတ်သက်ပြီးတော့မကြိုးစားလို့ရှိရင်ကိုလိုချင်တဲ့ငြိမ်းအေးမှုကိုမရနိုင်ဘူးဆိုတာလေးကိုဘုံဇက်တော်လေးတစ်ပုဒ်ပြောပြမယ်ဟုတ်လားမြတ်စွာဘုရားလက်ထက်ကယဟန်တော်တစ်ပါးတကယ်ကိုပဲယုံကြည်မှုတရားနဲ့မြတ်စွာဘုရားရဲ့သာသနာတော်မှာဝင်ပြီးတော့ယဟန်ပြုတယ်ဟုတ်လားနောက်9နှစ်လောက်ဝီနီးပါညာနေတဲ့ထိုင်တဲ့အောင်အကုန်သင်ယူပြီးတော့ကမ္မထန်တရားသင်ယူပြီးတော့တောဝင်ပြီးတော့တကယ်ကိုရိုးချွန်အထုတ်တယ်ဒါပေမဲ့လို့တဝါတွင်းသာကုံသွားတယ်သူမျှော်မှန်းထားတဲ့စိတ်ရတည်ငြိမ်မှုသိမြင်နားလည်မှုဆိုတာတဲ့အတိုင်းအတာတစ်ခုထိရမလာဘူးရမလာတဲ့ခါကျတော့ तू ကငါဒီသာသနာမှာကျွတ်ထိုက်တဲ့ပုဂ္ဂိုလ်ဟုတ်ဟန်မတူပါဘူးအတူရဲ့အဲ့လိုချော်သွားတယ်တကယ်တမ်းအဲ့ဒီကိစ္စ तू သိတာမဟုတ်ဘူးကိုကျွတ်ထိုက်တဲ့လူလားမကျွတ်ထိုက်တဲ့လူလားအသိဉာဏ်ရနိုင်တဲ့လူလားမရနိုင်တဲ့လူလားဆိုတာတကယ်တမ်းအသိနိုင်မလားမသိနိုင်ဘူးနော်လုပ်ရင်ရမှာပေါ့ဒါပေမဲ့ तू ကမသိနိုင်တာကြီးကိုသိနိုင်တယ်လို့လုပ်တယ်မသေးကြတာကြီးကိုသေကြတယ်လို့လုပ်တယ်သူ့ကိုယ်သူဘယ်လိုပဲဆုံးဖြတ်လိုက်တော့ငါမရနိုင်တဲ့လူပဲအဲ့ဒါနဲ့ तू အေးစီမြတ်စွာဘုရားနာသွားပြီးတော့နေပြီးတော့ချမ်းချမ်းသာသာနေလိုက်တာကောင်းတယ်ဆိုတော့အဲ့ဒါမြတ်စွာဘုရားအကြောင်းတော်ပဲလာပြီးတော့နေလိုက်တော့တယ်နောက်တော့သူ့ရဲ့အမြင်တွေကိုသတင်းသုံးပေါ်တွေတကယ်ချင်းတွေကိုပြောပြတာပေါ့ငါကတော့အောင်မြင်ပေါက်မြောက်နိုင်တဲ့လူမဟုတ်ဘူးအဲ့ဒါကြောင့်မလို့ငါကတော့ဒီလိုပဲနေလိုက်တော့တာပဲခပ်ပေါ်ပဲနေလိုက်တော့တာပဲပေါ့အဲ့တော့ယဟန်တော်တွေကဒါမှဖြစ်တဲ့ကိစ္စပေါ့နော်အဲ့ဒီမှာစာထဲမှာတိတိကျကျလေးရေးပြထားတာသင်နေတာထိုင်တာတွေကပျော်ပါနိုင်လွန်းတယ်ပေါ့အားကိုးရာတွေနဲ့ရပြီးတော့တာမို့လို့အဲ့လိုများနေနေတာလားစိတ်ချလက်ချကြီးနေနေတာအားကိုးရာတွေရပြီးလို့များနေနေတာလားလို့မေးဘာမှလည်းမရသေးဘူးပေါ့အဲ့လိုပြောတော့မြတ်စွာဘုရားကြီးကိုသူ့ကိုခေါ်သွားကြတယ်ဟောတော့သူ့အကြောင်းကိုလျှောက်တော့မြတ်စွာဘုရားဘာအမိန့်ရှိအောင်ဆိုတော့ငါရဲ့ဒီသာသနာမှာနော်နာမည်ကောင်းတွေအမျိုးမျိုးယူနေကြတဲ့ယဟန်တွေရှိတယ်တဲ့ရောင်ရဲသူဟုတ်လားလောဘနည်းသူကြိုးစားအထုတ်သူတိခံသူဒါနာမည်ကောင်းယူတယ်ဆိုတာအဲ့ဒါနာမည်ကောင်းအစ်စ်ပါနော်ကိုယ့်ရဲ့စိတ်နေသဘောထားဒီပင်လဲပတ်ဝန်းကျင်မှာကိုယ့်နာမည်ဖြစ်နေတာကိုသဘောထားနော်ဒီစကားလေးကိုဘုံဘတတိထားသေးခြင်းလို့ပြောပြတာဟုတ်လားကိုယ့်ရဲ့စိတ်နေသဘောထားကပဲကိုယ်ဝန်းကျင်မှာကိုယ်သူများကခေါ်နေကြတဲ့နာမည်ဖြစ်နေတယ်ကိုကသိပ်ပြီးတော့လောဘကြီးမယ်ဆိုရင်ကိုယ်ကိုကြွယ်ရမှာဘယ်လိုခေါ်မှာတော့အလွန်လောဘကြီးတဲ့လူနာမည်တောင်မပြောတော့လောဘကြီးသူလို့ပြောတော့တာဒေါသကြီးကိုယ်ဘယ်လိုပြောရတော့ဒေါသအိုးနော်ဒေါသအိုးမာနာကြီးရင်ဘယ်လိုပြောရလဲမာနာခဲမသွားမဆန်းနဲ့မရဘူးဟုတ်လားကိုယ်နာမည်တွေကိုကြွယ်ရမှာခေါ်နေတာပါဘာကြီးခေါ်တာတော့ကိုယ့်ရဲ့စိတ်နေတော့အဲ့ဒါလေးကိုမြတ်စွာဘုရားပြောတာဒီသာသနာမှာနာမည်ကောင်းယူကြနေတယ်နာမည်ကောင်းယူနေကြတဲ့ယဟန်တွေအများကြီးရှိတယ်ပေါ့နော်ရောင်ရဲသူတင်းတိမ်သူဒါလေးတွေတော့လွန်မြန်လို့ကြကောင်းတဲ့နာမည်လေးတွေပါပဲတိခံသူဆိုတော့အဆင့်အမြင့်ဆုံးဖြစ်မယ်ထင်ပါတယ်ဟုတ်လားအဲ့လိုနာမည်ကောင်းယူနေတဲ့ဒီသာသနာမှာသင်ကဘယ်နဲ့ကြောင့်ပြင်းရည်သူဆိုတဲ့နာမည်ဆိုးကိုယူရတာတော့ဟုတ်လားဒါနာမည်ဆိုးမယူမိတယ်နဲ့ပေါ့နော်ဘုန်းဘုန်းတို့လည်းပဲအဲ့တိုင်းပဲလို့ပြောရမှာဟုတ်လားနာမည်ဆိုးလေးတွေကယူနေတာဘယ်လိုနာမည်ဆိုးတွေယူနေတာပြင်းရည်သူခပ်ပေါ်နေသူဟုတ်လားရွတ်ချွန်အားမထုတ်သူဒါအကုန်လုံးအတူတူနဲ့အနူနူဆိုတော့တိတ်တော့လည်းပဲနာမည်ဆိုးသလိုမဟုတ်ဘူးဖြစ်နေတာပေါ့နော်သဘောပေါက်လားဘယ်နဲ့ကြောင့်ပြင်းရည်သူဆိုတဲ့နာမည်ကိုယူရတာတော့တဲ့တကယ်ဆိုလို့ရှိရင်သင်ကတစ်ချိန်လုံးကအလွန်မှလုံလဝရိယထက်တန်တဲ့လူတစ်ယောက်ဖြစ်ခဲ့ဘူးတယ်သူအပေးတာမြတ်စွာဘုရားတကယ်လည်းဖြစ်ခဲ့ဘူးတယ်သင်ရဲ့လုံလဝရိယလေးကိုအကြောင်းပြုပြီးတော့လူပေါင်းများစွာချမ်းသာတောင်ချမ်းသာခဲ့ဘူးတယ်မြတ်စွာဘုရားမြင်တယ်အဲ့လိုပြောတဲ့အခါကျတော့သူကဘယ်တော့မှလုံလဝရိယရှိခဲ့ဘူးတာတော့ပေါ့နော်အဲ့ဒီအကြောင်းအရာကိုဘဝနဲ့ဖုံးကွယ်နေတော့မမြင်နိုင်ဘူးအဲ့ဒါမြတ်စွာဘုရားဟောပါလို့တောင်းပန်လို့မြတ်စွာဘုရားအဲ့ဒီမှာဝဏ္ဏပဋ္ဌဇတ်ဆိုတာဟောအဲ့ဒါတခုသောဘဝမြတ်စွာဘုရားလောင်းကသူကလဲကုံတယ်မူကြီးဖြစ်တယ်နော်သူနောက်လိုက်900လောက်တောင်သူရှိ
ဟုတ်လားအဲ့ဒါနဲ့သူအချမ်းရံနေနဲ့အမြဲတမ်းကုံသွဲသွားတာပေါ့နော်အဲ့ဒါဘုန်းတို့ကန္တာရဆိုတာဒီကိုသူတို့ဖြတ်ကြရတယ်ဒုက္ခဒုက္ခပေါ့အဲ့လိုဖြတ်တဲ့အခါတချို့ကန္တာရကသဲကန္တာရအမျိုးမျိုးရှိတယ်ကန္တာရဆိုတဲ့စကားလုံးကဖြတ်တန်းဖို့ခက်ခဲတဲ့နေရာကိုကန္တာရလို့ပြောတာဘလူတွေများတာနော်တောတွေပါဆိုတာရဲတိဆန်တွေများတာဒါလည်းဖြတ်တန်းဖို့ခက်တာပေါ့နော်ပင်လေသမုဒ္ဒရာဆိုရင်လည်းကန္တာရလို့ပြောလို့ရတယ်ဖြတ်တန်းဖို့ခက်တယ်ပေါ့အခုသူတို့ဖြတ်နေတဲ့ကန္တာရတော့သဲကန္တာရနေ့ဆိုရင်ကြောင်းနဲ့နင်းတော့မနင်းနိုင်ဘူးတဲ့မီးလို့ပူတယ်နေရအမြဲပူနေတာပေါ့အခုလည်းဘုန်းတို့ဒီအာရကဘာတွေမှာရှိတဲ့ကန္တာရတွေဆိုရင်နေ့ကိုဘလို့မှလုံးမရညကြတော့လည်းပဲ तू ကအပူကိုထိန်းထားတာမရှိတဲ့အတွက်ကြောင့်အလွန်မှအေးတယ်ကန္တာရရဲ့သဘောတွေကဟုတ်လားအဲ့ဒါကန္တာရဖြတ်တဲ့အခါမှာသူတို့ကနက်ခတ်ကြည့်တဲ့သူကိုလှဲရဲ့ရှေ့သုံးမှာ तू ကထားရတယ်လှဲသမားတွေကပင်ပန်းတော့ तू ကဒါကိုအာယုံမဆိုင်နိုင်ဘူးနွားကိုပဲဂယုစိုက်ပြီးတော့မောင်းရတယ်ပေါ့နော်အဲ့ဒီနက်ခတ်ကြည့်တဲ့လူကညကိုပဲ तू ကမောင်းရတာဟုတ်နေ့ကို तू ကလှဲဝိုင်းကြီးတွေဖွဲ့ပြီးတော့အရိပ်ထိုးပြီးတော့ပဲနေရတယ်ညကိုမောင်းရတယ်ညပဲမောင်းနိုင်တယ်အဲ့ညဆိုတော့လမ်းကဘာကိုကြည့်သွားတာဆိုတော့ဒါမိုးကဘာညာခီးသွားဖို့တော့တိတ်မလွယ်ဘူးကျေကိုပဲကြည့်ပြီးတော့သွားရတာကျေရလဲတကယ်ကြည့်တယ်လို့ရှိရင်ခီးသွားလို့ရတာပေါ့နော်ဘုန်းတော်ငယ်တော့ဆိုလို့ရှိရင်ဒူဝင်ကျေတို့နော်ခုနှစ်စင်ကျေတို့ဒါတွေကမြောက်ရမှာရှိတယ်ဘလို့ဒါတပည့်ကျေဘယ်ချိန်လေးလောက်ဆိုရင်အရှိမြောက်တော့ဘုန်းတော်မှန်းလို့ကိုရတယ်ဟုတ်လားကျေကိုကြည့်ပြီးတော့မှန်းလို့ရတယ်ပေါ့နော်နက်ခတ်ကိုကြည့်ပြီးတော့သူသွားတာအဲ့ဒါနဲ့နောက်တရက်နှစ်ရက်လောက်နေရောက်တော့မယ်ရေမိုးရှိတဲ့နေရာဒီကန္တာရကိုလွန်တော့မယ်ရေရလည်းပဲအဲ့ဒီတရက်စာအတွက်ပဲကြံတော့တယ်လှဲနဲ့သေးလာတာဆိုကြဆိုကန္တာရကိုတစ်လဖြတ်မဆိုတစ်လစာရေတင်းလာတယ်လမ်းမှာရေမရှိဘူးအဲ့ဒီမှာနက်ခတ်ကြည့်တဲ့လူကပင်ပန်းပြီးရက်ပေါင်းများဆိုတော့သူကအေးပြက်လာဆိုအဲ့နောက်ဆုံးညကြတော့မှအိပ်ပျော်သွားရောနွားတွေကရှေ့မသွားပဲနဲ့လာလန်းပြန်ခောက်နောက်ကလှဲမောင်းတဲ့လူတွေကလည်းစိတ်ချလက်ချရှိတယ်ဆိုတော့လိုက်လှဲတွေကအရင်နေ့ညတဲခဲ့တဲ့နေရာပြန်ရောက်သွားမနေ့လင်းလို့ကြည့်လိုက်တဲ့ခါကျဟာသူတို့တဲခဲ့တဲ့နေရာကြီးသူတို့တရေချခဲ့တဲ့နေရာကြီးနှစ်ဆလွန်သွားပြီနှစ်ဆလိုသေးတယ်ရေမရှိတော့ဘူးနော်အဲ့ကြတော့သူတို့သိပြီဒါသူတို့ဘလို့မှမရှင်းတန်နိုင်ဘူးပေါ့နော်ရေမရှိရင်ဘလို့မှမရှင်းတန်နိုင်ဘူးအကုန်လုံးစိတ်လျှော့ရတာပေါ့အဲ့ဒါတဲကြီးတွေအဲ့လှဲဝိုင်းပြီးတော့ရွက်ဖြင်ကြီးထိုးပြီးတော့စိတ်ပြက်လက်ပြက်နဲ့ပဲနေကြတယ်အဲ့ဒါဘုရားလုံးကငါရှိနေတော့မှဒီလိုမျိုးဒုက္ခရောက်တာကိုငါကဲတင်တဲ့နေပေါ့ဝရိယကိုမလျှော့ဘူးသူကစိတ်ကိုမလျှော့ဘူးဒါလေးသူကအသက်ကြီးပြီးအိုပြီးအဲ့ဒါနဲ့သူရှောက်ပြီးတော့ကြည်တယ်သူရေရှာတာပေါ့နော်ရေရှာတော့အဲ့ဒီမှာမြေစာမြက်လေးပေါက်နေတဲ့နေရာတနေရာတွေ့တယ်တဲ့ဒါသူ့ရဲ့ဓာတ်ပြုမှုပေါ့နော်အတွင်းကရေဓာတ်ပြုမှုကြောင့်အပင်ပေါက်နိုင်လားဆိုတော့သိတော့ဒီနာကိုတူရင်ရေထွက်နိုင်တယ်ဆိုတော့သိပေါ့လူတွေကိုအကုန်စီးယုံပြီးတော့အာကောင်မောင်းတန်ရေလုံးတူးခိုင်းတူမျောလင်းချက်နဲ့တူအတောင်60လောက်ထိရောက်သွားတယ်တကယ်ကိုအနှစ်ကြီးဘယ်ပြေးကြီးတူးမှာပေါ့နော်သူ60လောက်ရောက်သွားတဲ့အခါကျတော့ကြောက်ဖြာခန်းနေတယ်တဲ့အဲ့ဒီမှာလူတွေအကုန်လုံးတစ်ခါထပ်ပြီးတော့လက်လျှော့သွားကြပြန်တယ်ကြောက်ဖြာဘလို့မှမတူးနိုင်တော့ဘူးလေအတောင်60ကြီးတူးတဲ့ဆိုကုန်းနေပြီတောင်60ဆိုတော့နဲတဲ့အနက်မှာမဟုတ်ပဲနဲ့အကုန်လုံးပြန်သွားကြအကုန်လုံးကင်တေတော့အေးစီးသေးပဲတေတော့မယ်ပေါ့နော်သူအားကုန်ပြီးတော့မတေတော့ဘူးပေါ့နော်ဝရိယရှိတဲ့လူနဲ့မရှိတဲ့လူအဲ့ဒါကွာတာပဲဟုတ်လားအေးစီးသေးတေမယ်ဆိုတဲ့လူနဲ့ကြိုးစားရင်းတေမယ်ဆိုတာဒါကွာတေတော့တေမှာပဲလေဟုတ်လားအဲ့ဒါနဲ့ဘုရားလောင်းကအကုန်လုံးလက်လျှော့သွားကြပြီဆိုတော့အဲ့ဒီလူငယ်လေးတွေကတယောက်ရဲ့ဒီမျက်လုံးတွေကိုသူတွေ့တယ်ဒီလူစိတ်အားထက်သန်မှုရှိတယ်ဒီလူကိုစီးယုံပြီးတော့ခိုင်းရရင်တော့အဆင်ပြေမယ်ဆိုတာသူနားလေတယ်အဲ့ဒါနဲ့အဲ့ဒီလူကိုနှစ်ယောက်တည်းခေါ်ပြီးတော့ပြောတယ်လူလင်မင်းလျှော့လိုက်မယ်ဆိုတော့ဒီလူတွေအကုန်လုံးသေမှာမင်းလည်းသေမှာတကယ်လို့မင်းမလျှော့ဘူးဆိုရင်မင်းလည်းမသေရဘူးဒီလူတွေလည်းမသေရဘူးအများကိုကယ်တဲ့တယ်ပေါ့နော်ဒါမှမဟုတ်ဒီကြောက်ဖြာကိုထုသေချာပေါက်ရှိတယ်ဆိုတော့ဘုရားလုံးကကြောက်ဖြာကိုနားနဲ့ကပ်ပြီးတော့ထောင်ကြည့်တော့အောက်မှာရေတန်းတဲ့ကြားတယ်တဲ့အဲ့ဒါနဲ့ဒီကြောက်ဖြာကိုကျိုးအောင်ထုခိုင်းတယ်အဲ့တော့ကလေးကလည်းပဲဘေးကအားပေးတဲ့လူရှိတော့ထုတာပေါ့မရက်မနာထုနောက်ဆုံးသူ့ရဲ့ထက်တန်တဲ့ဇွဲလုံးလာဝရိယနဲ့ကြိုးစားမှုကြောင့်ကြောက်ဖြာအက်ပြီးတော့ကွဲသွားပါနော်အဲ့ဒီအကွဲကြရတယ်ရေကတခါတည်းထောင်ပန်းတယ်အပေါက်ကလေးသေးသေးဆိုထောင်ပန်းတယ်ပေါ့အဲ့ကြမှာလူတွေရေရပြီဆိုတော့တူတူပြောရဆိုတယောက်မှမသေးဘူးဟုတ်လားဒီအဲ့ဒီနာမှာရေရှိတယ်ဆိုတော့သင်္ကေတပါလှုပ်ထားခဲ့ကြတာပေါ့အဲ့ဒီမှာမြတ်စွာဘုရားအဲ့ဒီတုန်းကဒီကြောက်ဖြာကြီးကိုကွဲအောင်ထုတဲ့ပုဂ္ဂိုလ်ဟာတခြားမဟုတ်ဘူးမင်းမယ်အခုကြမှာဘယ်နဲ့ကြောင့်ဒီငြိမ်းအေးမှုကိုရအောင်မရှာနိုင်တာတော့အဲ့ဒီတုန်းကငြိမ်းအေးမှုကိုဖြစ်စေတဲ့ရေကိုရအောင်ရှာခဲ့တာပေါ့နော်အခုဘာလို့မရှာတာတော့ဒီ
ဒီငြိမ်းအေးမှုအစစ်ကလည်းရှာမရမှာပဲကြိုးစားမှရမှာပဲလက်ကားမရနော်အဲ့ဒါကိုမြတ်စွာဘုရားဖြစ်ပြီးတဲ့နောက်မှအဲ့ဒီတိတာဘာမကဆရာကြီးဘွားတော်ကပြောခဲ့တဲ့စကားမဟုတ်ဘူးဒီဇတ်တော်လေးကိုဒီလောက်တင်ရက်ပြီးတော့မှဂါထာတစ်ပုဒ်ကိုမြတ်စွာဘုရားဟောတာအဲ့ဒီဇတ်တော်လေးနဲ့ဆက်ပြီးတော့ရှာဖို့လို့ငြိမ်းအေးမှုကိုရှာဖို့လို့အဲ့ဒီဂါထာလေးကိုဘုံဘုံအလွန်ကြိုက်တယ်နော်ဇလန်းလေးကလည်းကောင်းပါတယ်နော်အဖြစ်ပြက်လေးကလည်းကောင်းတယ်သူ့ကိုအကြောင်းပြုတော့ဟောတဲ့ဒီဂါထာလေးကလည်းကောင်းတယ်အကိလတုနောဝဏပတိခဏန္တာဥရိကနေတထပပံအဝိနောဧဝမုနိဝရိယဘလူပပံနောအကိလတုဝိနေဟရိယတတန်တေနဲ့ဂါထာမြတ်စွာဘုရားဟောအဓိပ္ပာယ်ဘာပြောလို့ဆိုတော့နော်ဝဏပတိသဲလမ်းမှာနော်ကန္တာယလမ်းသဲကြီးရှိတဲ့လမ်းမှာနော်အကိလတုနောနော်မပြင်းကြီးတဲ့ကုံတွေကခဏန္တာရေကိုရှာရတယ်တူးကြဆွရတယ်နော်သဲကန္တာယဒီမှာမီးလိုပူးနေတဲ့သဲကန္တာယကြီးတဲ့မှာမလုပ်ကြတော့တူးကြဆွရတယ်မပြင်းတဲ့ပုံကိုယ်တွေပေါ့နော်အဲ့လိုတူးတယ်ဆွတဲ့တဲ့ကြောင့်ဥဒိငနေတထပပံအဝိနောသူတို့ဟာနော်အသက်ရဲ့ရှင်သန်ခြင်းရဲ့အကြောင်းတရားဖြစ်တဲ့ရေကိုသူတို့ရတယ်တဲ့နော်ကြောက်ဖြာတောင်ထုရတာနော်ရေရဖို့မလွယ်ဘူးပေါ့နော်ရေရှာတဲ့ကိစ္စဟုတ်လားရှင်သန်မှုအတွက်အလွန်မှအားကြီးတဲ့အကြောင်းတရားရေဟုတ်လားအဲ့ဒီရေကိုမပြင်းကြီးတဲ့ကုံတွေဟာနော်တူးရင်းဆွရင်းနဲ့ရအောင်သူတို့ရှာရတယ်တဲ့အဲ့ဒါလိုပဲတဲ့ဧဝံမုနိဝရိယဘလူပပံနောနော်ဧဝံဣအတုဝရိယဘလူပပံနောဝရိယအားအစွမ်းနဲ့ပြည့်စုံတဲ့မုနိယဟန်တစ်ပါးတည်နော်ဒီမှာတော့ယဟန်ကိုအဓိကရည်ရွယ်တာပေါ့နော်အသိဉာဏ်ရှိတဲ့လူတစ်ယောက်လို့လည်းပြောလို့ရပါတယ်ဟုတ်လားခုနကတော့ဝရိယကိုပြောတာနော်ကုသိုလ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့ဝရိယကုသိုလ်ဖြစ်နေပြီဆိုရင်အကုသိုလ်ကလည်းပယ်ပြီးသားပဲဟုတ်လားအဲ့တော့ကုသိုလ်ဖြစ်အောင်အကုသိုလ်မဖြစ်အောင်လုပ်တဲ့သမဗ္ဗံဝရိယအဲ့ဒီဝရိယကိုဒီနေ့မှာအာအစွမ်းလို့ပြောနော်တွန်းအားပေါ့နော်အဲ့ဒီအာဆွမ်းနဲ့ပြည်စုံတဲ့ပုဂ္ဂိုလ်ဟာတဲ့အကိလတုမပြင်းမရှိသူကြိုးစားတယ်အဲ့လိုကြိုးစားတဲ့အတွက်ကြောင့်သူဘာကိုရတော့ဆိုတော့ဟရိယတနှလုံးသားဤတန်တိမ်ငြိမ်းအေးခြင်းကိုဝိန်ဒီရတယ်တဲ့နှလုံးသားလို့ပြောတယ်နော်အမှန်တော့စိတ်ပေါ့နော်စိတ်ရဲ့မှီဟာအဓိကနှလုံးသားမှာမှီလို့ဟရိယတတန်တိမ်နော်နှလုံးသားရဲ့ငြိမ်းအေးခြင်းနော်စိတ်နှလုံးရဲ့ငြိမ်းအေးခြင်းစိတ်ပူပြီးဆိုရင်နှလုံးသားကလည်းပူမှာပဲနှလုံးသားအပူပြီဆိုလို့ရှိရင်နှလုံးပူပြီဆိုလို့ရှိရင်နှလုံးကနေအမြဲတမ်းညှစ်ထုတ်နေတဲ့သွေးတွေကလည်းပူမှာပဲသွေးတွေပူလို့ညင်ဒါမှမဟုတ်စိတ်တွေဘုံတို့ရမ်းဆင်းရဲပြီးပင်ပန်းပြီးပူလောင်ပြီးဆိုရင်ချွေးတွေထွက်လာနော်။အောင်ဆိုခန္ဓာကိုယ်ကပူတာဟုတ်သွေးပူတော့ခန္ဓာကိုယ်ပူတာပေါ့ခန္ဓာကိုယ်ပူတဲ့အခါကျတော့ခန္ဓာကိုယ်ကသူ့စနစ်နဲ့သူအလုတ်လုတ်တော့တာလေပူတဲ့ခန္ဓာကိုယ်ကြီးဒုက္ခရောက်မှာဆိုလို့ဘာထုတ်ပေးရတော့ရေထုတ်ပေးတာဟုတ်လားပြန်အေးသွားအောင်လို့ချွေးထုတ်မပေးလို့ရှိရင်အဲ့ဒါပူပြီးတော့သူကပြည့်စည်းမှာမဟုတ်လို့ချွေးထုတ်ပေးတာအဲ့ချွေးထွက်တယ်ဆိုတာနော်ခန္ဓာကိုယ်ပူလို့သူ့အလုပ်လုပ်နေခန္ဓာကိုယ်ဟုတ်လားအဲ့တော့ဒီစိတ်နှလုံးလေးကိုငြိမ်းအေးအောင်စိတ်အေးမှနှလုံးသားကလည်းအေးမှအဓိကတော့စိတ်ကိုပြောနေတာမှာဟုတ်လားစိတ်ရဲ့ငြိမ်းအေးခြင်းအဲ့ဒါကိုရဖို့အတွက်ဘုန်းတို့ဘာလုပ်ရမှာတော့ကြိုးစားရမယ်ကြိုးစားတယ်ဆိုတဲ့နေရာမှာမပြင်းမရိပေါ့နော်အာဆွမ်းတယ်လည်းပြည့်စုံရမယ်ဘာအာဆွမ်းလို့ဆိုတော့ဝရိယအာဆွမ်းအားနော်အဲ့တော့ဝရိယရဲ့အဓိပ္ပာယ်ကိုလည်းမြင်ရမယ်နော်ဝရိယဘယ်နှမျိုးရှိတော့2မျိုးရှိတာနော်မိစ္ဆာဝါယမရဲ့တမ္မာဝါယမရဲ့နော်မှားယွင်းတဲ့ကြိုးစားအထုံးမှုသူများတက်တယ်ဆိုတာလည်းဝရိယပါတယ်မြတ်ပစ္စည်းခိုးတယ်ဆိုလည်းမလေးဝရိယပါတယ်အမလေးတခါလေဝရိယတွေမကောင်းနော်လောကီဉာဏ်တွေပါထည့်ရသေးတယ်ဟုတ်လားလိန်ညာကောက်ကျစ်ပြီးတော့ကြိုးပမ်းအားထုတ်ပြီးတော့ချို့ကြိုးစားအားထုတ်မှုအများကြီးတောင်လို့တယ်ဟုတ်လားဒါဘာဝရိယတွေတော့အဲ့ဒါကမိစ္ဆာဝရိယခေါ်တယ်ဟုတ်လားခုဘုန်းတို့လိုအပ်တဲ့ဝရိယပါတော့တမ္မာဝရိယတမ္မာဝါယမပေါ့နော်အဲ့ဒါကိုတမ္မပဒံလုံးလဝရိယလို့လည်းခေါ်တယ်တမ္မာဝါယမရဲ့အဓိပ္ပာယ်ပါတော့မကောင်းတာမဖြစ်အောင်ကောင်းတာဖြစ်အောင်လုပ်တာပို့ပြီးတော့အသေးစိတ်ပြောရင်ဖြစ်ပြီးသားအကုသိုလ်ပယ်ဖို့မဖြစ်သေးတဲ့အကုသိုလ်မဖြစ်ဖို့ဖြစ်ပြီးသားကုသိုလ်တိုးတက်ကြီးပွားဖို့မဖြစ်သေးတဲ့အကုသိုလ်တရားတွေဖြစ်ဖို့ဒီလိုရည်ရွယ်ချက်နဲ့ကြိုးစားတာအဲ့ဒါဘယ်လိုကြိုးစားမလို့လက်တွေ့ကြကြနားလည်ဖို့ကကုသိုလ်ဖြစ်အောင်ပဲလုပ်နေဒါလေးကိုမမေ့နဲ့နော်ခုထပ်ပြော9ချိန်မြောက်ထပ်ပြောဟုတ်လားကုသိုလ်ဖြစ်အောင်ပဲလုပ်နေကုသိုလ်ဖြစ်ရင်အကုသိုလ်ပယ်ပြီးသားအကုသိုလ်ပယ်လို့ရှိရင်အကုသိုလ်ကြောင့်ဖြစ်မဲ့ပူလောင်မှုပင်ပန်းမှုဆင်းရဲမှုဟာမဖြစ်တော့ဘူးစိတ်ကချမ်းသာဆိုအဲ့ဒါကြောင့်ချမ်းသာတာတော့ချမ်းသာလေးရောက်လာတာမဟုတ်ဘူးဆင်းရဲပျောက်သွားတာလို့တဲ့တယ်ပြောနေတာငြိမ်းအေးမှုကြီးရောက်လာတာမဟုတ်ဘူးပူလောင်မှုပျောက်သွားတာလို့ပြောနေတာမတူဘူးတော့စကားလေးတွေကပူလောင်မှုပျောက်တော့ဘာဖြစ်သွားတော့ငြိမ်းသွားတာပေါ့ဟုတ်တယ်မဟုတ်လားပင်ပန်းမှုပျောက်တော့သက်သာသွားတာပေါ့ဆင်းရဲမှုပျောက်တော့ချမ်းသာသွားတာပေါ့စဉ်းစားကြည့်နော်ဒီသဘောလေးတွေကိုဟုတ်လားအဲ့တော့ဆင်းရဲအောင်ပင်ပန်းအောင်ပူလောင်အောင်လုပ်နေတာအကုသိုလ်ဆိုတဲ့အကြောင်းတရားလုပ်နေတာဟုတ်လားအဲ့ဒီအကုသိုလ်ဘယ်သူကပယ်နိုင်မအောင်ဆိုကုသိုလ်ကပယ်မှာဒါမှမဟုတ်ကိုယ်ကကုသိုလ်ဖြစ်အောင်သာလုပ်နေကုသိုလ်ဖြစ်အောင်လုပ်ဖို့နိလန်းနေအများကြီးပဲဒါနနဲ့လုပ်မလားသီလနဲ့လုပ်မလားသမာဓိနဲ့လုပ်မလားပညာနဲ့လုပ်မလား
အထီရောက်ဆုံးအပြည့်စုံဆုံးအကောင်းမွန်ဆုံးအားကိုးရဆုံးနီလန်းကတော့ဘယ်နီလန်းလို့ပြောတော့သတိပဋ္ဌာန်ပဲကိုယ်ခန္ဓာကိုယ်ကြီးဘာမှအာယုံလက်ရှာရမလို့အမြဲတမ်းထင်ရှားနေတာသိနေလိုက်အောင်ပဲအဲ့ဒီဘောသိနေလိုက်အောင်ပဲဟုတ်တယ်မဟုတ်လားဒါပေမဲ့သူ့ရဲ့အမြဲလုပ်ဖို့ဆိုရင်လည်းပဲညှင်းငွေတာပါညာရှိမှာပဲနော်ဒါကြောင့်မို့လို့ရံပန်ရံခါမှာမြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုအာယုံပြုလို့စိတ်ကိုအားယူရတာရှိတယ်ဟုတ်လားမကျေနပ်မှုတွေစိတ်တိုင်းမကြမှုတွေစိတ်ရဲ့အနှောင့်အယှက်တွေနေပါတော့မေတ္တာတရားနဲ့ဘုန်းဘုန်းတို့စိတ်ကိုနော်လမ်းကြောင်းတဲ့ပေးတာတွေရှိမယ်ဟုတ်တယ်မဟုတ်လားအများကြီးပေါ့မြတ်စွာဘုရားတော့အဆောင်လျှောက်ကမ္မထန်အနေနဲ့၄မျိုးဟောတာတော့ရှိတယ်နော်ဗုဒ္ဓနုဒ္ဓတိဘုရားရဲ့ဂုဏ်အာယုံပြုတာရှိတယ်ဟုတ်လားပြီးတော့တော့မေတ္တာဘာဝနာရှိတယ်နော်အတုပဘာဝနာရှိတယ်မရဏနုဒ္ဓတိသေခြင်းကိုစဉ်းစားတာအမလီအဲ့ဒီဥစ္စာလည်းပြောခြင်းတယ်သေခြင်းကိုစဉ်းစားတာစွမ်းအားကြီးလွန်းလို့နော်သေခြင်းကိုစဉ်းစားလို့ဖြစ်တဲ့ကုသိုလ်ကကျန်တဲ့ကုသိုလ်နဲ့တောင်သိမတူတတ်ဘူးလို့ထင်တယ်နော်ဟုတ်တယ်လို့တောင်ဘုံဘုံပြောတာရှိရလေအကောင်းဆုံးဆရာဆိုဟုတ်လားသေခြင်းကိုစဉ်းစားလို့ရှိရင် तू ကအခုလုံးလုံးစေတယ်ကုသိုလ်ဖြစ်နေတာမဟုတ်ဘူးနောက်အနာဂတ်မှာလည်းပဲဘလို့ဆက်ပြီးတော့နေသွားမယ်ဆိုတဲ့လမ်းကြောင်းကိုလည်း तू ကကောင်းကောင်းတက်မှတ်ပေးနိုင်တယ်ငါဘလို့နေသင့်တယ်ဘလို့မနေသင့်ဘူးဘာလုပ်သင့်တယ်ဘာမလုပ်သင့်ဘူးကိုယ့်ကိုအကောင်းဆုံးထိန်းချောင်းပဲ့ကင်ပေးနိုင်တယ်အဲ့ဒီအသိဉာဏ်ကဘယ်အသိဉာဏ်တော့သေခြင်းကိုစဉ်းစားလို့ဖြစ်တဲ့အသိဉာဏ်ကကိုကသေရမယ့်လူတယောက်သေလူသေရမယ့်ဘဝဒီဟာကိုဘုံဘုံတို့ကမျက်ခြေမပြတ်လို့ရှိရင်နော်ကိုယ့်ရဲ့နော်ဒီအသိဉာဏ်ကအလွန်မှကိုပဲနော်ဟိုမှန်မှန်ကန်ကန်အားရှိပါရှိဖြစ်လာတဲ့သဘောရှိတယ်ဒီသဘောလေးကိုဘုံဘုံကနားလည်သိကျင်တာဒါမို့လို့ဘုံတို့ဘဝနဲ့ပတ်သက်ပြီးတော့တခါတည်းဆုံးဖြတ်ရခက်တာတွေရှိတယ်ဘာလို့ကမရုံတွေးဝေးနေတာတွေရှိတယ်နော်အဲ့လိုတွေးဝေးပြီးဆိုလို့ရှိရင်ဒါကိုအမှတ်ရသိကျင်တယ်အသေးချင်းကိုသာစဉ်းစားလိုက်တွေးဝေးတာတွေရှင်းသွားလိမ့်မယ်ဘာလို့တင်တယ်မလို့တင်ဘူးဆိုတာကိုယ်ပိုင်ဉာဏ်နဲ့ကိုယ့်ဟာကိုယ်မြင်သွားလိမ့်မယ်ပေါ့ဟုတ်လားဒါကြောင့်သေခြင်းနဲ့ကိုယ်စိတ်နဲ့ကိုအမြဲတမ်းထိတွေ့ပေးဖို့လိုတယ်သူ့ကိုမျက်ခြေမပြတ်စေနဲ့သူ့ကိုမမေ့နဲ့ပေါ့ဟုတ်လားဘုံကတခါလေးစဉ်းစားတယ်လူတွေကဘာလို့ရမလဲဆိုတဲ့အဖြေတစ်ခုကိုထုတ်တဲ့အခါမှာနော်ကွန်ပျူတာတွေလိုပဲလို့ဘုံကတော့ထင်တယ်ပေါ့နော်ကွန်ပျူတာဆိုတာလေသူ့ရဲ့အချက်လက်ထည့်ထားတာကိုပဲအချက်လက်ကိုပဲကြည့်ပြီးတော့သူကအဖြေတစ်ခုထုတ်တာပဲလေဟုတ်တယ်မဟုတ်လားသူထည့်မထားတဲ့အချက်လက်နဲ့ပတ်သက်ပြီးသူအဖြေထုတ်နိုင်လားမထုတ်နိုင်ဘူးဟုတ်လားအဲ့လိုပဲဘုံတို့ခေါင်းထဲကိုအချက်လက်တွေစွန့်အောင်ထည့်လို့ရှိရင်ဒီခေါင်းကလည်းကွန်ပျူတာလိုပဲအဖြေထုတ်လိုက်မယ်သူကဒါဒီအချက်လက်ဘလောက်စွန့်အောင်ထည့်နိုင်တယ်လဲဆိုတာပေါ်မှာမူတည်ပြီးတော့ထုတ်လိုက်တဲ့အဖြေကဘလောက်မှန်မလဲဆိုတာဖြစ်လာမယ်လို့ထင်တယ်ဒါဘုံတွေးမိတာကိုပြောတာနော်အဲ့တော့အချက်လက်တွေကပြည့်စုံအောင်ထည့်ဆိုတာအဲ့ဒီသေခြင်းတရားတွေနာခြင်းတရားတွေကိုထည့်သေးခြင်းတာအချက်လက်တွေနေတယ်အခုလူတွေကအနာဂတ်ဘာလို့ရမလဲတို့ရှေ့ဆက်ဘလို့နေရမလဲလို့တွေးတဲ့နေရာမှာအချက်လက်ကအဲ့ဒါတွေသိမ့်မပါဘူးတော့ဘလို့နေမလဲဆိုတဲ့အချက်လက်တွေပဲခွထည့်ထားတာဟုတ်တယ်မဟုတ်လားနော်ဘလို့စားရမှာတော့ဘယ်သူနဲ့နေမှာတော့အဲ့သူနေရေးကိုပဲပြောရရင်နေရေးနဲ့အစီအစဉ်တွေနေရေးပဲအများကြီးထည့်ထားတာနော်အဲ့တော့သူကမပြည့်စုံဘူးအချက်လက်ကဘာထည့်ရမလို့ဆိုတော့သေရေးသေခြင်းတရားကိုမထက်မဖြစ်ထည့်ရမယ့်အချက်လက်တစ်ခုလို့နားလည်ရမယ်ဒါတွေမကဘူးမသေးခင်မှာလည်းပဲခန္ဓာကိုယ်ကြီးကနာအောင်မှာတက်တာနေရမှာမဟုတ်ဘူးဒီဟာလည်းမှန်ကန်တဲ့ထက်ကိုထည့်ထားတဲ့အချက်လက်တစ်ခုပဲအိုရင်းဆိုတာတော့ထားတော့နော်မဖြစ်မနေဘုံဘုံတို့မှန်ကန်တဲ့ဆုံးဖြတ်ချက်တစ်ခုအဖြေတစ်ခုထုတ်နိုင်ဖို့အတွက်နော်ပြည်စုံတဲ့အချက်လက်တွေနော်ထည့်ဖို့ကြိုးစားတဲ့နေရာမှာဘာကိုဘုံဘုံတို့မမေ့ဖို့လိုမလို့နာခြင်းနဲ့သေခြင်းနော်နာခြင်းနဲ့သေခြင်းဘဝဓာတွေနဲ့ရောပြောနေတာဆိုတော့ထက်အဲ့ဒီကထည့်ထားလို့ရှိရင်အဖြေတွေကဘာလို့မလို့အများကြီးမှန်လာမယ်ပေါ့နော်အဲ့တော့ဒါကဘာနဲ့ပတ်သက်ပြီးတော့ပြောတာတော့ကုသိုလ်ဖြစ်အောင်လုပ်တဲ့အခါမှာနီလန်းများစွာမြတ်စွာဘုရားသင်ပေးထားတယ်အဲ့ဒီတည်းကနော်မရဏနုဒ္ဓတိနော်သေခြင်းကိုဖန်ဖန်စဉ်းစားဆင်ခြင်တာလည်းပဲကုသိုလ်ဖြစ်ဖို့အတွက်နော်ကြိုးစားအထောက်ရမယ်နီလန်းတစ်ခုပေါ့အလွန်မြင်မာတဲ့ကုသိုလ်ဖြစ်တာနော်သူကလည်းပဲဟုတ်လားမြတ်စွာဘုရားဘယ်လောက်တောင်ဟောတော့ဧကန္တနေပိဒါယဝိဒါဂယနိရောဓယဥပသမယဘိညာတံဘောဓာနိဗ္ဗာန်ယတံဝတ္တိလို့9မျိုးတောင်မြတ်စွာဘုရားဟောတယ်နော်ဧကန္တနေပိဒါယသေချာပေါက်ဝတ္တန်တရားဒီယုံနာဒုက္ခတွေရဲ့ပုံမှာညီးငွေတဲ့ဉာဏ်ကိုရမယ်လို့ဟောတယ်ဝိဒါဂယဘဝရဲ့ပုံမှာဆွဲမဲ့မှုကင်းမယ်လို့ဟောတယ်နိရောဓယဘဝဒုက္ခတွေချုပ်မယ်လို့ဟောတယ်ဥပသမယစိတ်နှလုံးငြိမ်းအေးမယ်လို့ဟောတယ်အဘိညာယအနိစ္စဒုက္ခအနတ္တလို့လက္ခဏာရေးသုံးပါးကိုတော့ထူးသောဉာဏ်ဖြင့်သိမယ်လို့ဟောတယ်တံဘောဓာယသစ္စာလေးပါးကိုမဲ့ဉာဏ်နဲ့ထိုးထွင်းပြီးတော့သိမယ်လို့ဟောတယ်နိဗ္ဗာန်ယနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုရလိမ့်မယ်ဆက်ရောက်ရလိမ့်မယ်လို့ကိုဟောတယ်ပါလေသိခြင်းကိုစဉ်းစားလို့ရှိရင်အဲ့ဒီကုသိုလ်ကောင်းမှုဟာကုသိုလ်ရတဲ့နားလေးတင်ရက်နေတာမဟုတ်ဘူးလို့ပြောနေတာဟုတ်လားသိခြင်းကိုဆင်ခြင်ခြင်းအဖြစ်ကုသိုလ်ရပြီးတဲ့နောက်မှာကိုခုပြောတဲ့အကျိုးကျေးဇူး9မျိုးစီကိုဘာလို့နေတော့ဥတည်နေတာဒါလေးကိုပြောပြတာဟုတ်လား
တော့သောသောဇတ်တော်လေးမှာဟောတဲ့ဂါထာလေးကိုပြန်ပြီးတော့ပြောကြည့်မယ်နော်အာဂိလာတုနဝဏပတိခန္ဓာဥဒင်ကနေတထပပံအဝိန်တော်နော်သေလန်းခရီးမှာမပြင်းမကြီးကုံတွေဟာတူးကြတဲ့အတွက်ကြောင့်နော်ရှင်သန်မှုရဲ့အကြောင်းတရားဖြစ်တဲ့ရေဆိုတာကိုသူတို့ရကြတယ်အဲ့လိုပဲဒီသာသနာမှာဝရိယအားစွမ်းတဲ့ပြည့်စုံတဲ့ဧဝံမုနိဝရိယဘလူပပံတော့အာဂိလာတုဝိနေဟရယတတန်တဲ့ဝရိယအားစွမ်းတဲ့ပြည့်စုံတဲ့ယဟန်တစ်ပါးဟာမပြင်းမကြီးသူကြိုးစားမယ်ဆိုလို့ရှိရင်နော်ဟရယတတန်တိန်စိတ်နှလုံးရဲ့ငြိမ်းမှုကိုဝိန်ဒီရကိုရလိမ့်မယ်လို့ဟောတာဟုတ်လားဒါကြောင့်ကိုယ့်ရဲ့စိတ်နှလုံးလေးငြိမ်းဖို့အတွက်ဘုန်းတော်ကဘာလို့ကြာမလို့ကြိုးစားကြရမယ်နော်တရားလေးကဘယ်ကစပြောလိုက်တာတော့ဒံလံသိက္ခထတန်တိယာနဲ့စပြောတာနော်ဒံလံသိက္ခထတန်တိယာကိုယ်စိတ်နှလုံးငြိမ်းအေးဖို့အတွက်ဒံလံဆွဲမြဲသိက္ခထလေ့ကျင့်ရမယ်ဒါဘာကိုပြောတာတော့အခုဒီတရားနာပြီးတော့လိပ်ပတ်လဲသွားပြီကုသိုလ်ကောင်းမှုကောင်းတဲ့စိတ်ကလေးဖြစ်ဖို့အတွက်ဆွဲမြဲလေ့ကျင့်နေရမယ်ဒါလေးကိုအလေ့ကျင့်တစ်ခုအနေနဲ့လေ့ကျင့်ပါများလေကျွမ်းကျင်လေးဖြစ်သွားမှာပါနော်ဒါလည်းဒီကုသိုလ်စိတ်ကလေးဖြစ်အောင်အမြဲတမ်းလေ့ကျင့်နေလို့ပြောတာအဲ့ဒါကိုဘာခေါ်တော့သမ္မာဝါယမဝရိယဒါဒီနေ့တရားကတော့ဝရိယကထာသဘောမျိုးပါပဲဟုတ်လားဒါကြောင့်မလို့ကိုယ်စိတ်နှလုံးငြိမ်းအောင်နော်အမြဲတမ်းကြိုးစားအထောက်နိုင်ကြတယ်သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဘုန်းတို့ဆန္ဒပြုပြီးတော့ဒီကနေ့ပိဋကတ်တို့ကြိုးစားအထောက်ကြတဲ့ဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစုစုတို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဲ့ညာဘုံညာမျက်နှိပ်ပံကိုလျင်မြန်ထုတ်ချောက်မျက်မှောက်ပြုဝရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း